အားလုံးမင်္ဂလာပါ Petition မြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒီမြန်မာ font တွေကို free download ဆွဲလို့ရတဲ့ website လေးကိုပြပြပေးမယ် ID ကနေပြီးတော့ကျွန်တော်တို့ font တွေကိုဘယ်လိုမျိုး download ဆွဲလဲဆိုတာအဆင့်အဆင့်ပြောပြသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ဖုန်းထဲမှာပေါ့နော်ဒီ Google ဒါမှမဟုတ်ကျွန်တော်တို့ဒီ Chrome browser ရှိဖို့လိုတယ်ပေါ့နော် browser တစ်ခုရှိဖို့လိုတယ်ပေါ့ဖုန်းကတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့ browser တစ်ခုရှိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီ Chrome browser ကိုပဲသုံးမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီအရင်ဆုံးပါရေးရမလဲဆိုရှေ့မှာကျွန်တော် website တစ်ခုကိုရှာရမယ် website ရဲ့ name ကကြတော့ဒီမှာ netpachi လို့ခေါ်တယ်ပေါ့နော် netpanchi.com ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတစ်လုံးအတိအကျရေးပြီးတော့ like ရှာလို့ရတယ်အဲ့တော့ရေးပြီးတော့ကျွန်တော်တို့သူ့ရဲ့ website ထဲကိုဝင်ရမှာဖြစ်ပါတယ်โอเคဝင်လိုက်ပြီဆိုရင်သူ့ရဲ့ website ရဲ့ interface ကတော့အဲ့လောက်ပဲပေါ့နော်ကျွန်တော်တို့ဒီမှာသူ့ရဲ့ website အကြောင်းရှင်းပြမယ်ဆိုရင် website ထဲမှာအစုံ design နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒါ graphic design နဲ့ပတ်သက်တဲ့ဒီသူရဲ့ဒီ access တွေအကုန်ရတယ်ပေါ့နော်ဒီကျွန်တော်တို့ဒီပုံတွေ graphic ပုံတွေ illustration ပုံတွေတချို့ဒီ 3D ပုံစံတချို့ဟာလေးရှိမယ်ပေါ့နော်ဒီမှာ font တွေလည်းရှိမယ်အားရှိမယ်ပေါ့နော်တချို့ဟာတွေကြတော့ဒီရောက်ဝယ်ရတာတွေရှိတယ်တချို့ဟာတွေကြတော့ free ပေးထားတာရှိပြီပေါ့နော်ဝယ်ရတယ်ကြတော့ဒီမှာဈေးနှုန်းမှာတစ်ခါလေးရေးပေးထားတယ်ပေါ့နော် okay ဒီရဲ့ website ကတော့အဲ့ဒါပေါ့နော်အရင်ကကျွန်တော်တို့ကဒီ font ကို download မဆွဲခင်ဒီ interface က preview က PC preview ဖြစ်နေတော့ကျွန်တော်တို့ဒီ phone preview အရင်ဆုံးပြောင်းဖို့လိုတယ်တချို့ဟာတွေကြတော့ဝင်ချင်းဒီ phone preview ကိုပြောင်းတာဖြစ်တဲ့အကြောင်းကျွန်တော်မျိုး live ပြောင်းကြမလို့ပေါ့နော်တကယ်လို့ဒီလိုမျိုးပုံစံဖြစ်နေရဆိုရင် phone preview ပုံစံပြောင်းအောင်မယ်ပြောင်းဖို့အတွက်ကကျွန်တော်ဒီမှာအဆက်30နှိပ်မယ်နှိပ်ပြီးသွားရင်အောက်ဆုံးနားလေးမှာပေါ့နော်ဒီ desktop site ပေါ့ကျွန်တော်ခုကကျတော့ဒီ desktop ပုံစံဖြစ်နေတော့ desktop site ကိုပြန်ပြောင်းလိုက်မယ်ဒါဆိုရင်ဒီ phone ပုံစံပြန်ဖြစ်သွားပြီပေါ့နော်သူရဲ့ပုံစံလေးอ่ะโอเคအဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အရင်ဦးဆုံး font download မဆွဲခင် font တွေမရှာခင်ကျွန်တော်တို့အရင်ဦးဆုံးဒီ sign in ဝင်ဖို့လိုတယ်ပေါ့နော်။ဘာကြောင့် sign in ဝင်ဖို့လိုလဲဆိုတော့ဒီ font download ဆွဲတာတွေကျွန်တော်တို့ဝယ်တာတွေဒီမှာကိုကြိုက်တဲ့ဟာတွေဝယ်တာတွေကပေါ့နော်။အရင်ဆုံးဒီ account တစ်ခုရှိမှရမယ်ပေါ့နော်။ account တစ်ခုရှိပြီးတော့မှ account နဲ့မှာပဲကျွန်တော်ဒီ download ဆွဲတာတွေဝယ်တာတွေကလုပ်လို့ရတာပေါ့နော်။ဒီတိုင်းဆိုတော့ကျွန်တော်တို့ဒီကြည့်လို့ပဲရမယ်ပေါ့နော်။တစ်ခုလုံးမယ်ဆိုရင် account ဝင်ဖို့လိုတယ် account ဝင်ဖို့အတွက်က account မရှိသေးဘူးဆိုရင်ကျွန်တော်ဒီမှာဒီ sign app ဆိုတာလေးကိုနှိပ်ရမယ်ပေါ့နော် sign app ဆိုတာနှိပ်လိုက်မယ် account မရှိသေးဘူးဆို sign app နှိပ်မယ်ပေါ့နော် sign app ကတော့ကိုယ့်ကိုဒီမှာ account ကိုဖြည့်ချင်တာအကုန်ဖြည့်ပြီးတော့ဖြည့်ချက်ရှိအကုန်ဖြည့်ပြီးတော့ create account ဆိုတာနဲ့တခါတည်း account ဝင်တယ်ပေါ့နော်ကျွန်တော်ဒီ account ရှိတဲ့အတွက်ကြောင့်မလို့ဒီကျွန်တော်တို့ဒီ sign app မလုပ်တော့ဘူး sign in နဲ့ပဲကျွန်တော်သွားလိုက်ရမယ်ပေါ့နော်ဒီမှာဒီဘက်ပေးနာလေးမှာ sign in ဆိုတာရှိတယ် sign in ကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ခုနကကျွန်တော် account ဖွင့်ခဲ့တဲ့ email address နဲ့ password ကိုကျွန်တော်နှိပ်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီ ascendant ရှိနေတော့တခါတည်းချက်ချင်းဝင်သွားတယ်ပေါ့နော် okay တော့ကျွန်တော်တို့ဒီမှာ account ဝင်ပြီးတော့ font ကိုတွားယူပြီးတော့ရှာမယ်ပေါ့နော်ဒီမှာတခုမိတ်ဆက်ပေးကြရှိရတယ်မှာဆို free ဆိုတာလေးရှိရပေါ့နော်အဲ free ဆိုတာကိုကျွန်တော်မနှိပ်သေးဘူးပေါ့နော် free ဆိုတာကိုမနှိပ်ပေမဲ့လည်းနှိပ်ပြလိုက်မယ်ဒါပေမဲ့ဒီမှာဘာတွေပေါ်လာလဲဆိုတော့ဒီသူက font တွေမဟုတ်ဘူးတချို့ဟာတွေကြတော့တချို့ဟာတွေကြပုံတွေဖြစ်မယ်တချို့ဟာတွေကြတော့ဒီ PNG လေးရှိမယ်တချို့က 3D ပုံစံမျိုးလေးရှိမယ်ပေါ့နော်အဲကြောင့်မို့ဒီမျက်စိနောက်မှာဆိုလို့ကျွန်တော်ကဒီတိုင်း font free တွေကိုမဝင်မဲနဲ့ဒီ font တွေကိုပဲကျွန်တော်အရင်ဆုံးဝင်လိုက်မယ်ပေါ့နော်ဒီထိတ်ဆုံးသားလေးမှာပေါ့နော်ဒီသူ့ရဲ့ category လေးရှိတယ်အဲ font တွေကိုဝင်လိုက်မယ် font ကိုနှိပ်လိုက်တာနဲ့ font နဲ့ပတ်သက်တဲ့ဟာတွေကြီးပဲသူကကြာလာတာပေါ့နော်ဒီမှာဆိုရင်သူကဒီရောင်းတဲ့ဟာတွေပေါ့တချို့ဒါဆိုရင်ဒါကျွန်တော်ကျွန်တော်တို့ဒီ font down မယ်ဆိုရင်ဝယ်မယ်ဆိုရင်ဒီ font ပုံစံနဲ့ကျွန်တော်တို့လုပ်လို့ရတယ် design တွေဆွဲလို့ရတယ်ပေါ့နော်ဒီမှာဘာမှ009ဆိုရင်သူရဲ့ font ပုံစံဒီလိုပုံစံမျိုးလေးသူရဲ့ဈေးနှုန်းက2000ကျပ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီ free ဆိုတဲ့ဟာကိုရှာရမယ်ဒီမှာဆိုရင်ရွှေပကြီး01ဆို free ပေါ့နော် free ဆိုရင်ဘယ်လို font လဲဆိုတော့ရွှေပကြီးဆိုရေးထားတဲ့ဟာကကျတော့သူရဲ့ font ရဲ့ style ကဟာပဲပေါ့နော်အဲ့ဒီမှာကိုကျွန်တော်အဆင်ပြေတဲ့ font လေးတွေဒီ free လေးအများကြီးရှိပါတယ်အဲ့ဒါလေးရှာပြီးကျွန်တော်တို့ down ကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ cartoon hand font ဆိုတာလေးကို download ဆွဲကြည့်အောင်ဒီ cartoon ပုံစံမျိုးလေးပေါ့နော် font ကကျတော့သူကတော့ကျတော့ဒီ free ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က font download ဆွဲတဲ့ဟာကိုတွားကြည့်မယ်သူ့ကိုကျွန်တော်ချက်လောက်ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်မယ်ဆိုရင်သူရဲ့ဒီ font download ဆွဲလို့ရတဲ့ဒီသူရဲ့ page တွေရောက်လာမယ်ပေါ့နော်ရောက်လာပြီဆိုတော့ဒီမှာသူရဲ့ကျွန်တော်အောက်ကိုချလိုက်ပေါ့နော်အောက်ကိုချလိုက်မယ်ဆိုရင်သူ့ကိုကျွန်တော် free download ဆိုတဲ့ဒီအစိမ်းရောင် button လေးကိုတွေ့ရလိမ့်မယ်အဲ့လေးကျွန်တော်တစ်ချက်နှိပ်လိုက်အောင်ပဲဘာမှတိတ်ထွေထူးလုပ်စရာမလိုဘူးပေါ့နော် free download ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုတော့အပေါ်မှာဒီ download ဆွဲရတဲ့ဆိုတာလေးဒီတက်လာပြီပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ကတစ်ချက်လောက်ဒီ open မနှိပ်သေးဘူးပေါ့နော်သူကကြတော့ကျွန်တော်တို့ဒီ file manager လေးကိုရောက်သွားမှာ file manager ထဲမှာကျွန်တော်တို့ကဒီရိုးတန်းဒီ font file မဟုတ်ဘဲနဲ့တခြား file ဖြစ်နေတယ်လေပေါ့နော်ကျွန်တော်ဒီကနေကြည့်ချင်တယ်ဆိုရင်ဒါလေးခဏတော့ထွက်လိုက်မယ်ထွက်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ
download ထဲကိုချက်လောက်ဝင်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် download ဆွဲပြီးတော့ AK03 ပေါ့နော်သူကဘာနဲ့ font file ကိုပေးထားလဲဆိုတော့သူကကျတော့ဒီမှာ font file အမျိုးအစားရှိတယ်ပေါ့နော်ကျွန်တော် font file အမျိုးအစားတွေကဒီ TTF တို့နောက်တစ်ခုကကျတော့ဘာလဲမသိဘူးပေါ့နော် font file အမျိုးအစားတွေရှိတယ်အဲ့ဒါလေးကျွန်တော်တို့ပြောင်းပေးရမှာသူကကျတော့ font file မဟုတ်သေးဘူးသူက zip file အနေနဲ့ပေးထားတာပေါ့နော် zip ဆိုတာကတော့ဒီ file ကိုခြုံထားတာမျိုးတွေဒီလုံခြုံရေးအရာပေါ့နော်ပိတ်ထားတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က zip အနေနဲ့ပိတ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီကနေမလုပ်သေးဘူးအရင်ဆုံးကျွန်တော်တို့ဒီ file manager တွေကိုတွားဖို့လိုတယ် file manager တွေကိုတွားဖို့အတွက်ကကျွန်တော်ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့သက်ဆိုင်ရာ file manager ပေါ့နော်ကျွန်တော်ရဲ့ဒီဖုန်းကကျတော့ file manager ဒီလိုပုံစံပေါ့နော်ဒီဖုန်းတစ်မျိုးနဲ့တစ်မျိုးကကျတော့ file manager မတူတာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ကဒီဖုန်းထဲက file manager ထဲတွားမယ်file manager ထဲမှာကျတော့သူကဒီ download ဆွဲလိုက်ပြီဆို download folder ထဲမှာပဲရောက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ download folder မူရင်း download folder ရှိတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်လောက်ဝင်လိုက်မယ်ဝင်ပြီးတော့အဲ့ဒီမှာကျွန်တော်ခုန down ခဲ့တဲ့ AK03 ပေါ့နော်ခုနဒီမှာ Chrome ထဲကနေပြန်သွားကြည့်လိုက်အောင် download ဆွဲခဲ့တဲ့ဟာ AK03 ကိုအဲ့ zip ဆိုတဲ့ဟာကိုကျွန်တော်ရှာရမယ်ပေါ့နော်အဲ့တော့ကျွန်တော်အောက်ရှာဖို့အတွက်ဒီမှာဆိုရင်ကျွန်တော်တို့အောက်ဆုံးပြန်သွားကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ zip file လေးကိုတွေ့ရလိမ့်မယ်ပေါ့နော် zip file ကဒီလိုမျိုးလေးဖြစ်ပါတယ် zip file ဆိုတာသူကဒီ folder နဲ့လာတယ်ဆိုပေမဲ့သူက zip ပိတ်ထားတာပြောလို့ရတော့ချက်ချင်းဝင်မယ်ဆိုရင်သူကကျွန်တော်တို့ဒီ file manager ကတော့ကျွန်တော်တို့ file manager ဝင်လို့ရတယ်တချို့ဟာတွေကျွန်တော်ဝင်လို့မရဘူးပေါ့နော်ဝင်လို့မရတော့ဒီကျွန်တော်တို့ဒီ CapCut တွေထည့်တာမျိုးတွေပြီးသွားရင်ကျွန်တော်တို့တခြားalign motion နဲ့ထည့်တာမျိုးတွေ pixel နဲ့ထည့်တာမျိုးတွေကြတော့အဆင်မပြေဘူးအဲ့တော့ ရိုး file ရိုး folder ပြောင်းအောင်ရိုး folder ဆိုတာဒါဆိုရင်တော့ဒါ zip folder လို့ခေါ်တယ်ပေါ့နော်ဒီမှာ .zip အနေနဲ့နောက်ဆုံးမှစာရေးထားတယ်ရိုး file ဆိုရင်ဘယ်မှာရှိလဲဆိုရင်ဒီမှာအပေါ်ဆုံးမှာဒါဆိုရင်ဒါရိုး folder သူ့ရဲ့ပုံစံမတူဘူးပေါ့နော်ဒါရိုး folder ဆိုကျွန်တော်ချက်ချင်းဝင်လို့ရတယ်တခြားဟိုဟာလုပ်လို့ရတာပေါ့နော်ဒီတပ်ပုံတွေပါထည့်ထားလို့ရတဲ့ folder ကိုပြောတာပေါ့ဒီမှာ zip folder ဖြစ်တဲ့အတွက်ကြောင့်မလို့ zip file ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူ့ကို zip ရိုး folder ပြောင်းဖို့အတွက် zip ဖြည့်ပေးရမယ်ပေါ့နော်အဲ့တော့ zip ဖြည့်ဖို့အတွက်ကကျွန်တော်တို့ခုနဟာကိုပြန်ချလိုက်မယ် AK A နဲ့စတာပေါ့နော် AK03 zip ဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဖုန်းတယောက်နဲ့တယောက်ကကျတော့ဖုန်းတယောက်နဲ့တယောက်မတူနိုင်ဘူး။ဘာကြောင့်မတူလဲဆိုတာဒီမှာအခုကျွန်တော်တို့ design ကဒီ file manager design ကဒီလိုဖြစ်နေလိမ့်မယ်။တချို့ file manager ဖုန်းတွေရဲ့ file manager တခြား design တွေမတူဘူးပေါ့နော်။မတူတော့သူ zip ဖြည့်ဖို့အတွက်ကကျွန်တော်တို့ full file manager ထဲမှာပဲပါတယ်။ကျွန်တော်ဖုန်းဆိုရင်ပါတယ်ပေါ့နော်။သူတစ်ချက်နှိပ်ပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာ mode ဆိုတာဒီ setting တွေပါရှိတတ်တယ်ပေါ့နော်။ဒီမှာအဆက်30ကိုကျွန်တော်နှိပ်လိုက်မယ်။နှိပ်ပြီးသွားရင်အဲ့မှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် zip ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ uncompress ဆိုတာနှိပ်ရမယ်ပေါ့နော်တချို့ဟာကျတော့ uncompress လို့မရေးထားဘူး extract လို့ရေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီ computer မှာဆိုရင် extract file ဆိုပြီးတော့အဲ့လိုမျိုးရေးရတာမျိုးရှိတယ်ပေါ့နော်ဒီ AR file တို့ zip file တို့ဆိုရင် extract လောက်ရတာပေါ့နော်ဒီမှာကျတော့ဒီ uncompress လို့ရေးထားတယ်ပေါ့နော်ကျွန်တော်ဒီမှာ compress နဲ့ uncompress ဆိုတာရှိတယ်အဲ့ဒါ zip ပိတ်တာမျိုးတွေပါညာတယ်ပေါ့အဲ့တော့အခုကျွန်တော် uncompress ကိုနှိပ်လိုက်တော့ AK03 ကိုကျွန်တော်ဝင်လို့ရတယ်သူကကျတော့ဒီမှာzip လို့ပဲပြရည်ပေါ့နော် zip လို့ပဲပြရည်တာကကြတော့သူကမူရင်း file ကိုထားခဲ့တာသူဖြည့်တဲ့ဟာကကြတော့တက်သူက folder အနေနဲ့ဖြစ်သွားပြီပေါ့နော်အခုကျွန်တော် zip ဖြည့်ပြီးသွားပြီဆိုတော့အပေါ်နားလေးမှာဒီ folder အနေနဲ့သူဖြစ်သွားပြီပေါ့နော်ဒီမှာကျွန်တော်ပြန်ပြီးရှာလိုက်မယ် AK ဆိုတော့ဒီမှာတွေ့တဲ့အတိုင်းပေါ့နော်ဒါဆိုရင်ရိုး folder ဖြစ်သွားပြီရိုး folder ကျွန်တော်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာခုနကျွန်တော် font ထည့်ထားတဲ့ folder လေးတွေချက်ချင်းဝင်လို့ရပြီပေါ့နော်အဲ့ဒီမှာဆိုရင်ဒီမှာဒီ Facebook တို့ဘာညာပေါ့နော် font နဲ့ကျွန်တော်ဝင်လိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ဒီ font ပေါ့font file ကျွန်တော်ဘယ်လိုသိမလဲပေါ့နော် font file ဘယ်လိုမျိုးသိမလဲဆိုတာလည်းတစ်ချက်ပြောပြချင်တယ်ချို့ကြတော့ font file မှမသိဘာမှမသိပေါ့နော်ဒါဆိုရင်ဘယ်ဟာ font file မှမသိပေါ့နော် font file ရဲ့အနောက်မှာဒီ TTF ဆိုပြီးတော့ပါတယ်တချို့ဟာကြောင့် TTF လို့မပါဘူးပေါ့နော် TTF မဟုတ်ဘဲနဲ့ OTF ဆိုပြီးတော့ဆုံးတာရှိတယ်ဒါပေမဲ့အများအပြားကတော့ဒီ TTF file တွေပဲရှိတယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီအနောက်မှာဒီစာသားကိုတွေ့ရရင်ဒါ font file ဆိုတာတတ်မှတ်လို့ရတယ်ပေါ့နော်တချို့ဟာတွေဆိုဒီမှာသူ့ရဲ့ဒီ preview ပုံစံတူတူဖြစ်နေပေါ့နော်ဒီမှာအပေါ်ဆုံးက file နဲ့ဒီအောက်က file ကတူတူဖြစ်နေပေါ့နော်အပေါ်ဆုံးကကျတော့ဒီစာသားပဲရေးထားတဲ့ file ပဲဖြစ်လိမ့်မယ်ပေါ့နော်ဒီအောက်ကကျတော့ဒီ font file ဖြစ်ပါတယ်အဲ့ font file ကိုသုံးပြီးတော့ကျွန်တော်တို့ကဒီ CapCut တဲ့ထည့်တာတို့တခြားကျွန်တော်တို့ font တွေ design ဆွဲတဲ့ဟာတွေတွင်းတာတို့လုပ်လို့ရတယ်ပေါ့နော် okay လောက်ဆိုရင်ဒီ font တွေကိုဘယ်လိုမျိုး download ဆွဲလဲပြီးသွားရင်သူ download ဆွဲရတဲ့ font တွေကိုဘယ်လိုမျိုး zip ဖြည့်လဲဆိုတာသိသွားမလို့ထင်တယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်တို့ video မှာထပ်ပြီးတော့တွေ့ပါမယ်